post ကိုတင်ခဲ့ပါရေပေါ့နော် post မှာမြန်မာ update လို့လာမဟုတ်ဘူးပေါ့နော်မှားရတာပါ version ပါဒါမှဒီ video တုံးဆိုင်ခင် like and follow subscribe လေးလုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုစပြီးတော့လုပ်လိုက်ရအောင်ဒီတော့ဒီအိမ်လေးကိုဝင်လိုက်ပါပေါ့နော်ဒီအိမ်လေးကဒီ Chinese အဝိစားတစ်ခုပါပေါ့နော်အဲ့အဝိစားရွေးလိုက်ပါအဲ့အနေမှာမြန်မာအဝိစားလုပ်လို့မြန်မာထမင်းလေးလုပ်လို့ရပါပါအဲ့အရင်ရေးလိုက်ပါပေါ့နော်ဒီမြတ်ပြဟာလေးရေးလိုက်ပါရေးပြီးပါပြီဆိုရင်နော်ကျွန်တော်အဲ့ချာအတော်ပြီးတော့ကိုကြိုက်တဲ့အဝိစားပုံလေးလုပ်လိုက်ပေါ့နော်ကိုကြိုက်တဲ့အရာရပြီဆိုရင်အဲ့ YH ကိုအပေါင်းနှိပ်လိုက်ပါပေါ့နော်ဆိုရင်ဒီမှာတော့ထမင်းမွေးရပါပြီပေါ့နော်နောက်တစ်ခုကစပင်ပါဒီမှာဆန်းဆန်းစပင်လေးတွေပြောင်းမယ်ဆိုရင်ခုပြဟန်စပင်လေးတွေပြောင်းမှာဒါဆိုမြန်မာဆန်နော်မြန်မာဆန်နဲ့စပင်လေးတွေပါပေါ့နော်ဒီဟာလေးတွေအဲ့လိုဒီတွေပေါ့နော်ဒီစရုံးလေးလည်းမြန်မာဆန်ပါနောက်တစ်ခုကတော့ဒီဟာလေးကပိုးလှရပေါ့နော်ကောင်းလေးဒီအဲ့ဒါလေးကပေါ့နော်ဒီစကားနဲ့ဆက်ပြောရစီပါလေကျွန်တော်ရဲ့ channel မှာတင်းရဲ့သူ့ကြောင့်ညာချင်တာပဲဖြစ်ကျွန်တော်လာပြောရပါပေါ့နော်နောက်တစ်ခုကတော့မြန်မာဆန်ဆန်ဖြစ်အောင်နောက်ထပ်မိတ်ကဒီညမှာပေါ့နော်မိတ်ကဆိုရင်လည်းတမခလင်းပြလို့လောက်မှာပါချက်ကိုသွားလိုက်ပါချက်ကိုသွားပြီးတော့အဲ့ဒီဟိုရောင်လေးပြောင်းလိုက်မိတ်ကဗီဒီယိုကိုကြိုက်တဲ့အရာကိုစိုးကြည့်လို့ရပါတယ်ပေါ့နော်အနည်းငယ်လေးပဲဆိုလိုက်ပါ subscribe ရတော့အနည်းငယ်လေးပဲဆိုလိုက်ပါရေပေါ့နော်ကဲဗီဒီယိုရတော့လည်းမလို့ like and subscribe လေးလုပ်ပြီးတော့ကြည့်ကြပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကတော့တည်ရမရှိ comment မှာမကအားလုံး bye bye